အောင်မှု ဟာကိုကထဘာလဲရင်းနေလာလားတန်တန်ချက်တွေနဲ့ ဟဲ့ရရှင်းနေတာတန်တန်ချက်ရလို့လား ဘာလဲအဲ့ဆိုကားတိုက်ကြလား မဟုတ်ဘူး အဲ့ဆိုဘာဖြစ်တာလဲ ငါမိမထိုးလို့တော့ကောင်း မိမထိုးလို့လိုက်တယ်ဒီတက်တူးကြီးနဲ့ယောက်ျားအေးမကြီးကမိမထိုးတာခံရတယ်ဟာလားခင်ဗျာဗျာ ပြင်မှာဇိုးလောက်ပြီးတော့တက်တူးနဲ့ဘေးကြီးတယ်အိမ်မှာမိမတွေအများကြီးကြောက်တယ်မင်းမမြင်ဘူးလားမိမပဲကွာ ဟာကျွန်တော်မိမလားကျွန်တော်မိမမနေ့တုန်းကကျွန်တော်နဲ့စကားများလားအဲ့ဒါကျွန်တော်သူ့ကိုရှေ့သွားနှစ်ချောင်းချွတ်လိုက်တယ်နည်းနည်းလက်လုံသွားတယ်ငါးချောင်းပြေးသွားလို့ဆေးရုံတင်ထားရတယ် မင်းမဆက်ုံနေထား ဆေးရုံတင်ထားရတယ် အဲ့တွေ့လားငါလေးတစ်ခါတည်းလောက်မိမနိုင်တယ်လေမိမနိုင်တဲ့ဆေးရှိရဆိုငါနင်းလောက်တစ်ချမ်းလောက်ပြီးပြစမှာကွာ ဟာကျွန်တော်အဲ့ဒီနီးကိုအုံးလာလောက်ခရဲကျွန်တော်စီလာပါလို့ပြောထားတော့ဘာလို့မလာတာလဲ နေရလေကွာအရင်3လလောက်ကငါမိမနဲ့ငါနဲ့အဆင်ပြေတယ်လေကွာဒီလက तू နှလုံးရှုံးတာတွေရောဖေးရှုံးတာတွေရောနဲ့အကျွေးတွေပက်လေဝိုင်းပြီးတော့မကြာခဏဆိုလို့ငါ့ကိုပြဿနာရှာနေလို့ကွာအဲ့လောက်စမ်းငါ့ကိုဆေးလေးပေးစမ်းပါ ငါကိုအဲ့ဒါဆေးလည်းမရဘူးကျွန်တော်ကပီတင်ရတရာယုံတဲ့သူဆိုတော့ကျွန်တော်ကရတရာခြေလိုက်တာအကုန်ကထက်ကပီတင်ရတရာပါညာယုံလို့လား အရင်တော့မယုံဘူးအခုယုံရတော့မှာပေါ့ကွာကိုကနိုင်ကျင်တာကို အဲ့ဒါဆိုရင်ကိုငထမ်းမိမမှာဘာအမွေးတွေရှိလဲ ဟောစပင်းမွေးရှိတာပေါ့ကွာမင်း စပင်မွေးကြမရဘူးဘာကြိုင်မွေးရှိလား ဆိုင်မွေးရရှိတော့ရှိတယ်ဒါပေမဲ့ तू ကအမြဲတမ်းရိုက်ထားတာ ကြိုင်မွေးကြိတ်ထားအဲ့ဒါခြေသလုံးမွေးရော ခြေသလုံးမွေးနဲ့ရိုက်ထားတာ ဘာလို့ဆိုဘာမွေးရှိတော့ ဟုတ်တော့ချားမွေးတော့ရှိတယ် ဟလာတွန်းတွန်းလေးလား ဟိုပြောက်ပြောက်လို့ ဟလာအဲ့ဒါကျွန်တော်မိမဟာလည်းကြောင့်မတူဘူးနော်နည်းနည်းလေးကောက် မင်းကလည်းနှာခေါင်းမကောက်တာပဲ နှကောင်းမွေးရောတာလား မင်းကဘာမှမထိုင်လို့တော့ နှကောင်းမွေးပါပဲအဲထားပါတော့နှကောင်းမွေးလေးရတယ်ကျွန်တော်ပြောမယ်အကုန်ကထမ်းမိမအဲ့နေတုန်းကိုလေနှကောင်းမွေးလေး3မိနစ်ဆွဲနှုတ်လိုက်အဲဆွဲနှုတ်ပြီးတော့ရှင်မတောင်တနတ်ခါနဲ့တေချာလေးတွေးပြီးတော့အိတ်ထဲကိုထည့်ပြီးတော့အဲ့ဒီအိတ်ကိုညအိတ်တဲ့ခါကျရင်ကောင်းအောင်မှတေချာလေးအိတ်ထားလိုက်မနေ့ကျရင်ကိုကထမ်းမိမအဲ့ဒီဘိုးကျိုးနေရမယ် မင်းလွေလိုက် ဟာကျွန်တော်လက်တွေ့ပဲလေအခုဆေးကိုလိုက်ကြည့်မလား ရတော့ပြီတကယ်လို့အဲ့ဒီတန်းလောက်လိုက်ရင်တော့မိမနိုင်လောက်တယ်နော် ဟာစမ်းကြည့်လိုက် အဲ့ဒါတော့လွေတယ်ပေါ့တညပဲ တညပဲ အဘိုးကျော်နှာခေါင်းမွေးသုံးမယ်နဲ့ လှုပ်ကြည့်လိုက်ပါလေပြီးရင်ရရမယုံလား လုံးယုံအခုလုံးပါလေ လှုပ်ကြည့်လိုက် လုံးပါတေးကြပြီလား ဟာတေးကြပဲကိုကြီး ကျေးဇူးပဲကောင်းမနဘိုင်းမကျင်ပလိုက် ချအာ no ခဏကျွန်တော်ကလေအဲ့ဒီနီးကိုဘသူ့မှပြောပြတာမဟုတ်ဘူးကိုငထံမလို့ပြောပြတာတကယ်တော့မနေ့ပြန်လို့အဆင်ပြေသွားရင်ကျွန်တော်တဝိုင်းတော့တိုက်ရမယ် တဝိုင်း ဟုတ် ဖေးရောငါမိမတစ်ခါလောက်တော့နိုင်ကြည့်နော်မင်းတဝိုင်းမဟုတ်တလားလို့ပြုစုမှာ တလား ငင်းချမ်းရှိမှကုတ်ချောင်းကန်ဘာလို့လဲ ဟောလေကိုငထံများရှိမလားလို့လားကြည့်တာ မရှိဘူးခဏငါနဲ့ရန်ဖြစ်ပြီးလဲခွင်းထဲမှာ ဟုတ်လား ဟုတ်တယ် အမတို့ရန်ချစ်ထားကြပြန်ပြီလားကျွန်တော်ကအဆင်ပြေသွားပြီထင်နေတာ မလေးဒင်းချုံးမပြေပုံနဲ့တော့နောက်10တဲ့တောင်ငါနဲ့ဆင်ပြေမှာမဟုတ်ဘူး ဟုတ်လားကိုငထံကဘာတွေများတော်တော်လှုပ်ထားလို့လဲ ပြောချင်တော့ပါဝေးမနေ့ညငါနှလုံးခဏလေးအတွက်လုံးပြီးညအိတ်မပြောလို့ဆိုပြီးနေကင်းကခဏလေးတော့အိတ်မယ်ဆိုလက်လိုက်တာငါကခေါင်းဝေးကိုဟေးခဏမနေတမ်းထိုင်လာနှုတ်လို့ငါလည်းတီးထလိုက်တာဒီရက်ပိုင်းဒီနေ့ခဏငါတီးနေရတာပဲ ဒါနဲ့လေကျွန်တော်စောစောတုန်းကလေကွင်းဘက်ကနေလာကိုငထံလည်းမတွေးမိခဲ့ပါ ဩအဲ့ဒါကအဲ့မှာနေမြေစာပုံလေးတစ်ပုံတော့တွေ့ခဲ့တယ်မို့လား တွေ့ခဲ့တယ် အဲ့မြေစာပုံကို3ပြီးအင်းလောက်လူကြည့်လိုက်အဲ့ထဲမှာနင်းကုန်ကနရှိတယ် ဒါကိုငထံကအဲ့ဒီမြေသားပုံထဲမှာ ဟုတ်တယ်လေငါတီးလိုက်တာနည်းနည်းလက်လွန်သွားတယ် ဗျာအသက်ရှူတော့နည်းနည်းလေးကြက်ဟာအဲ့တော့ကျွန်တော်ပြန်လာမယ်သိလား နေဟုတ်ဟိုနင်းကိုကလည်းထမင်းစားလို့မရတော့ဘူးလေဒီမှာထမင်းဟင်းနေချက်ထားတာလည်းပိုးနေရဆိုတော့ဒီတစ်ခါစားသွားလေနင်ကဝတ်သားတို့ကြိုက်တယ်မို့လား ဒါနဲ့ဘိုင်းကြက် နင်းကိုငထမ်းရဲ့နေရွယ်လေးတစ်ဖက်ကိုဖြတ်ပြီးမိခင်ထားရလေအဲ့လေးကငါစီစမ်းပေးတယ် ကျွန်တော်ကလေခုလေးတွေအိမ်ကသမင်းကြီးအများကြီးစားလာတာကျွန်တော်ပိုက်ပြည့်နေတယ်ပြန်တော့မယ်နော် ဟဲ့ငါစားဆိုစားသွားလိုက်ရှားမချိန်နဲ့ငါဒေါ်လာထွင်းလက်ပါတာနင်သိရနော်ငါမျိုးကြောင်ထဲမှာတင်းစင်ထားလိုက်တယ်အိမ်ထဲလာပဲ အဟုတ်အထောက်ဝီတင်စား